မင်္ဂလာပါခင်ဗျဒီနေ့ညနေမှာကျွန်တော်ဆက်လက်တင်ပြပေးမှာကတော့တိုင်းပြောင်းပြန်ပညာရဲ့အခြေခံတစ်ခုဖြစ်တဲ့ရေအိုးတင်ထိုင်လေ့ကျင့်တဲ့ပုံစံဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုလေ့ကျင့်မယ်ဆိုရင်ကျွန်တော်တို့ကထုံးစံတိုင်းပဲမိမိရဲ့ခြေထောက်နှစ်ဖက်အကွာအဝေးကို1000ဒွါအကွာမှာရှိအောင်ပထမဆုံးတိုင်းပြီးတော့ထိုင်ရမယ်ပြီးရင်မိမိရဲ့ဘယ်ညာလက်နှစ်ဖက်ကိုလက်သီးဆုပ်ခါးပေးကိုကပ်ပြီးကမှကျွန်တော်တို့ကရေအိုးတင်ပုံစံထိုင်ရမှာဖြစ်ပါတယ်ရေအိုးတင်ထိုင်ဆိုတာကတော့ကျွန်တော်ကိုအောက်ကကျမ်းပြင်နဲ့ပရယ်လေပေါ့ခင်ဗျာတစ်ပြိုင်တည်းဖြစ်အောင်ထားပြီးတော့ထိုင်ရပါမယ်ခါးကိုမှတ်ထားအောင်မယ်ဒီလေ့ကျင့်ခန်းဟာအောက်ပိုင်းကြက်ခိုင်ဖို့အတွက်အလွန်ကိုအရေးပါတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလိုမျိုးအောက်ပိုင်းကြက်ခိုင်မှသာလေနောက်ပိုင်းလေ့ကျင့်ခန်းတွေမှာအဆင်ပြေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ